တားလေးမင်္ဂလာပါ လာပါ ဟုတ်ဒီနေ့ကဘာလို့ပြန်มาလဲတာ အကာ ဩကမှာပေါ့ တတဒီဟာနဲ့ဆိုနှက်ခါရှိပြီနော် အကဲ ဥမှန်ပြီနော် ဆရာလေးနော်ဟုတ်ပါပြီဒါဆိုတားရဲ့ဒီလှပတဲ့ဝတ်စုံလေးနဲ့တားကတာလေးကိုမမတို့အားပေးမယ်နော် အကဲ ခလေးကကဝါတော်ရနော် ဟုတ်ကဲ့ရှင် ပုံစံမျိုးစုံပေါ့နော်သူဒီ မနစ်ကတက်တော်တော် မျိုးစားပါမို့ဒီကဝါ တော်တော်ကြီးတိုးတက်လာတယ် အသက်ဘယ်လောက်ရပြီလဲ အသက်16နှစ်ပါရှင် ဩဆက်ရှင်နေဟုတ် ကျမကလည်းဒီပွဲလေးပေါ့နော်ဒီမြန်မာကော့တင်လင်းကိုအရင်ကျေးဇူးတင်ပါတယ်မတတ်မင်မဲ့စွမ်းနဲ့ကျမတို့ဖော်ပြခြင်းဘူး ကျွန်တော်သားအကြီးရလဲအဲ့လိုလေးပဲလေအဲ့တော့သူတို့ဒီကလေးတွေမှာသူတို့လိုကလေးတွေမှာဒီလိုမျိုးစွမ်းရည်ရှိဖို့ဆိုတာတော်တော်မလွယ်ပါဘူးကျွန်တော်နားလဲပါတယ်အဲ့တော့ဒါတကယ်ကိုထူးခြားတဲ့ talent တစ်ခုလို့ကျွန်တော်ယူဆပါတယ်နောက်ပြီးတော့ဒီကလေးရဲ့စူးစမ်းအားထုတ်မှုဒီကလေးရဲ့ဝါသနာကိုကျွန်တော်တို့ရေတောင်မြောက်ပေးရမယ်လို့ကျွန်တော်ဒီလိုပဲယူဆပါတယ်ကျေးဇူးတင်ပါတယ် ပထမအပြုံးလေးကိုအရန်ချစ်တာပဲတစ်ခါတော့ပြုံးပြပါအောင် ဆရာလေးနော် ကြည့်ပါဦးစိတ်ချမ်းသာကြကောင်းလိုက်ကြဒါအတွက် စာပေါင်းများစွာ yes ပါ မမို့ရေ သူရမ်းပျော်နေတယ်။သားရမ်းပျော်နေလားဟလား။ပိုပျော်အောင်ပြောရမှာ။ Yes မလည်းတကယ်ကိုချင်းနဲ့ကြီးရင်ထဲကနေပြီးတော့ yes ပါ ကျေးဇူးတင်ပါတယ်လာပေးတဲ့အတွက် ကျမလည်းကျေးဇူးတင်ပါတယ်ရှင် အမှန်လူတွေအတွက်ကတော့ဒါထူးခြားတဲ့ talent မဟုတ်ဘူးပေါ့သို့တော့ဒီလိုမျိုးကလေးတွေအတွက်ကတော့ဒါလုံးဝထူးခြားတယ်အော် သူတို့ရှိတဲ့ဉာဏ်ရည်နဲ့ဒါသူတို့လှုပ်သွားနေတာဒါသူတဲလည်းမနေ ရွေးတော့မဟုတ်ဘူးတချင်းရိုးစားတွေပြောင်းလို့ကသွားတာ ကသွားတာ ဆရာလေး သူ့ရဲ့မျက်လုံးနဲ့သူ့စိတ်ထဲမှာလေအဲ့ဒါလည်းအကုန်မျောနေရတယ်တသားလေး ဟုတ်တယ်မျိုးတယ်နော် ဒါချစ်လို့ပါ ထိုင်းနေဒီဦးစလုံးကနေပြီးတော့ yes လေးလုံးပေးလိုက်တဲ့ခါမှာအတိုင်းမသိဘူးပျော်ရွှင်မိပါတယ်မြမယဉ်ကျေးမှုကိုထိမ့်သိမ့်ပြီးတော့ပုံမှန်လူတွေနဲ့ကျမတို့ကဝင်ရောက်ရှင်ပြိုင်ခွင့်ရသည့်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်